တပန်းအောင်မပါဘူးဆိုတော့โอเคပါပန်းအောင်မပါဘူးပန်းအောင်ပါဆိုတော့နည်းနည်းဒီပေါ့နော်ရွေးထည့်ပြလိုက်ပါမယ်သူ့ကြောင့်လည်းကျွန်မသိရဆိုတော့ចောင်းအဆိုရှင်ကျွန်မလုပ်ပြပါမယ်ចောင်းတက်နေရဆိုတော့လေညီမလေးထည့်ပြပါမယ်ဆယ်သိန်းမို့ဆိုတော့များနေပြီနော်အဲ့ထည့်ပြီးတော့ဖတ်ထည့်ကောင်းချမ်းကြားလေးဖြစ်ပြီပြီးတော့ကျွန်မဗတ်ထည့်ပြီးကောင်းနေကျွန်မဗတ်ထည့်ပြီးကောင်းနေကျွန်မဒီမှာဘယ်အောင်နေကျွန်မစုနေပါလေအကြောင်းလေးအော်ပါပြောင်းလေးရှိပြောင်းနေတော့ဒီရုပ်လေးချက်လောက်တယ်ထည့်ပြီးကြည့်မယ်အယုံလေးလည်းထည့်ပြီးမယ်ပြီးတော့ကျွန်မဗတ်ထည့်ပြီးကောင်းမယ်လေကျွန်မရှိမလေးပယံလေးကြည့်ပဲကျွန်မသူ့ကိုဒီရုပ်လေးထည့်ပြီးမယ်ချက်ထကြည့်လိုက်အောင်မယ်မလုပ်သေးဘူးသူကလည်းကျွန်မမထင်ဘူးဒါလေးလည်းထည့်ပြီးမယ်ဒါလေးလည်းထည့်ပြီးရမယ်အစားတလိုက်ဖြစ်မယ်ထင်လို့အစားတွေလည်းထည့်ပြီးပါမယ်ကြည့်တော့ရောဘာရှိသေးလဲမသိဘူးခဏလေးနောက်ဘာရှိသေးလဲမသိကြည့်ပြီးမယ်နော်အတန်ကဘယ်လိုဖြစ်နေလဲမသိကြံချီရလေးထည့်ပြီးမယ်မုတ်ကလေးရေလုံးပေးလိုက်ပါဦးမယ်အကုန်လုံးကိုရုံစုံဖြောက်လိုက်ပါမယ်ရုပ်ထည့်ပြီးလိုက်ဆိုဒီရုပ်ကလေးရင်ထည့်ပေးပါမယ်ဟောကြီးတယ်ဒါလေးကရောက်ထားတာကြပါပြီမထည့်ပေးပြတာပါအသေးစိတ်ဆယ်သိန်းမို့ကနေလောက်ဆိုရင်တော့မြင်တော့ပါဘူးဒါပေမဲ့ဒါကြီးကအရင်စစ်ကြည့်ပါရင်စမတ်မိုင်းနှစ်သိန်းကြီးရပါလေခလာဖက်ဆဲကျွန်မ3ချောင်းလောက်ထည့်ပြလိုက်မယ်ပေါ့နော်ဒီဘာမှကျွန်မထည့်စရာဘာမှမရှိဘူးဒီတော့သူကြိုက်လောက်မယ်ထင်ပါတယ်ပြီးတယ်နှစ်ထုတ်လောက်ပဲနဲဘယ်နဲ့ထုတ်တယ်နောက်ထုတ်လိုက်ကြတယ်ပြီးတော့ဒီကြောက်ချီရလေးလည်းလာလို့ထည့်ပေးလိုက်ပါတယ်ဆယ်သိန်းမို့ဒီမှာလေးတကမကျေးဇူးများကြီးတင်ပါတယ်ရှင်ဘာလို့ဒီရတဲ့ပေါက်နေလဲမသိလုတ်ပြောနေရမို့တမင်တက်တက်ကိုဒီရတဲ့လုတ်ပြောနေရဆယ်သိန်းမို့ဆိုတော့ဒီရနေနေများတယ်မုတ်ကလေးအော်ရေးတယ်ဒီပြောက်သွားတယ်ဟာကွာငါစိတ်နေရတော့တွေ့တော့မယ်ရေးရပတ်ထပ်ပြီးကောင်းလေငါပန်းအောင်ဘူးထည့်ပေးစီနေရနော်အရင်ဆုံးသူ့လုပ်ပြီးတာပါလွန်ခဲ့တဲ့တပတ်နဲ့ညမလာ3ရက်ကမန်တော့ကြပါပြီတော့ရောင်ဖြော်လေးကြိုက်မယ်ထင်ပါတယ်ယောက်ျားလေးပဲမယ်နော်ဒါလေးထည့်ပြပါမယ်โอเคပါဆယ်သိန်းမို့ကိုကြားတော့ကျွန်မထည့်ပေးလို့ထည့်ရပဲမသိတော့ဘူးပေါ့နော်ကျွန်မကာလာဖန်ဆယ်တွေရွေးထည့်ပေးလိုက်ပါတော့မရှင်ထည့်ရမယ်လားမသိတော့ကျွန်မကိုရွေးထားတာပေါ့နော်ထမကျွန်မ3သိန်းမို့ထည့်နေနောက်ဆုံးတော့10သိန်းမို့ဖြစ်သွားမပြောရလက်ဆောင်ကိုကြားတော့ကျွန်မလက်ဆောင်ကြားတယ်ကျွန်မဗတ်ထည့်ပေးကောင်းတယ်ဒါထည့်ပေးလိုက်လက်ဆောင်နော်လက်ဆောင်ကလည်းတပူဒီထဲမှာ10သိန်းမို့ပါလာတယ်တပူထည့်ပေးလိုက်ကမကတော့ကျွန်မလည်းမသိဘူးပေါ့နော်
10သိန်းမှုကြောင့်မတရားမရကျွန်မဘာလုပ်ပြီးလို့နေလို့ရမသိရကျွန်မအပေါ်တစ်ခါတစ်ဖြတ်သေးပြီးသွားကျွန်မဒါနဲ့ပဲအုပ်လိုက်တော့မယ်ပေါ့နော်ဒီတော့တို့ဒါနဲ့အုပ်ပြီးမကြရကြလေးဖြစ်မယ်ထင်နေတော့တို့ကျွန်မဒါနဲ့အုပ်ပြီးပါမယ်အဖြစ်သေးပါတော့ဒါနဲ့လုပ်ပြီးတော့ရပါပြီအဲ့လောက်စင်ပြီးပါပြီပေါ့နော်အိုးအိုင်တို့ဒါလေးကပ်ပြီးပါမယ်ကဲဒီလောက်ဆိုရင်တော့ဆင်ပြေပြီထင်ပါတယ်အားလုံးပဲပပိုင်မှာလုတ်ပြီးခိုင်းတာလုတ်ပြီးရပါနော်